ဒီစများလို့မင်္ဂလာပါဒီဘိန်းကတော့ဟိုတနေ့ကကျွန်တော်မော်တာဘောရဲ့မော်တာစင်စာလဲထားတဲ့ဘိန်းပေါ့နော်တော်တော်များများကတော့အကုန်လုံးတည်တည်ချာချာလေးတက်ပေးထားပါတယ်ဒီကတော့48ဖို့ပါကွန်ထရိုလာကတ်ကတော့2436 500ဝက်မော်တာလည်း2436 500ဝက်မော်တာပဲပေါ့နော်အဲ့တော့ကတ်နဲ့ဒီဘက်ထရီနဲ့တော့ပိုမမျှဘူးเนาะမမျှတော့ကြတော့ကျွန်တော်ကစမ်းစီးကြည့်တော့ဒီကတ်မှာတော့နည်းနည်းဟိရှိရယ်ဒါပေမဲ့စီးရတော့တော်တော်ကောင်းတယ်တကြက်မော်တာအချိန်လေးကိုစမ်းပြပေးပါမယ်တစ်ချက်ကြည့်ကြည့်လိုက်ပါလုံးဝမော်တာရှင်စပီးကတော့တော်တော်မိုက်တယ်ပေါ့နော်ရှယ်ကြီးပါဟုတ်အဲ့ဒါလေးလာပြပေးတာပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်